မင်္ဂလာပါရှင်ယခုဒီဗီဒီယိုလေးကအိမ်မနေရင်းနဲ့တတမီမီလေးတွေစာသင်ယူလေ့လာလို့ရမယ်ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးတွေကနေပြီးတော့တားငယ်သမီးငယ်လေးတွေကအိမ်မှာပျော်ပျော်ပါပါစာသင်ခန်းမှာစာရေးလေ့လာသင်ယူနေရတဲ့ကဲ့သို့ကြပြလေးတွေကိုလေ့လာသင်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်ဓာတွေပြီးကြပြဓာတွေမတ်ဓာတွေလေးကတည်းမလေးဟိုတီပြေဓာအောက်ချိုက်ကဗျာဓာအောက်ချိုက်ဝိဆန်လေးနဲ့ဓာအောက်ချိုက်နှစ်ချိုက်စရာဓလေမြဒူမြအလေးထားနာငယ်ပြီးကြဗျာနာငယ်ကိုနာငယ်အစွမ်းရှိလာတယ်ငကားငယ်နဲ့နှစ်ပန်းလုံးဘယ်တော့မှသူမလျှော့ပါဆောက်ပြီးကြဗျာပါဆောက်လေးပလွေတန်ချူပြီးပဝါလေးနဲ့ရွှေမင်းသမီးပထမရလို့ရှုမကြီးဖောက်ထုတ်ပြီးကြဗျာဖောက်အုပ်ထုတ်နေပူဆောင်တဲ့ဖောက်အုပ်ထုတ်ကလေးဆောင်ခဲ့ကွယ်ဖျဲသည့်စိတ်သွားဝယ်မယ်ဘာတချိုက်ပြီးကြဗျာဘာထချိုက်ဘဟုတုတအလွန်ကြိုက်နှစ်ချိုက်စရာမှတ်သားထားဗလာစာအုပ်မှာရေးစုလားဘာကုန်းပြီးကြဗျာဘာကုန်းဘူဘာကုန်းခါခကုန်းတန်ဆွမ်းပါလို့ကျမ်းမာတော့မပြီးကြဗျာမလေးမရွေးမုတ်ကိုစားမယ်လေးမကုံတာလေးခြံလို့ထားမနေ့ဖြင့်အတွက်လားရပလက်ပြီးကြဗျာရပလက်လေးကာကြီးပြောင်းပြန်ရေးရင်ကြေးရမင်းရုပ်ပြုံကလေးဟန်ပန်လို့ရကောက်ပြီးကြဗျာရကောက်ကိုရကောက်ယထာစီလို့ခရီးရောက်ပွဲခင်းရောက်ခါပြောစရာရဟက်စီးကြမှာရနှင်းဖြာတဲ့ရေမွေးလေးဝယ်သွားကြစို့လေးလာပြေးကြဗျာလာဖိုးရွှေလမိုးပေါ်တာတဲ့လအမှောင်ညားကိုလာရောင်ခွင်လင်ပန်းကြီးလိုငွေလာမင်းဝါလုံးပြေးကြဗျာဝါလုံးဖိုးဝါလုံးချစ်စရာလေးဖိုးဝါလုံးချူပြုံးတဲ့ဝါလုံးရဲ့ဝိုင်းကလေးရေးပါတယ်တပြေးကြဗျာတကလေးချစ်စရာတကလေးတရေတခွာချူအေးဒဇင်ပန်ကကျူမွေအဲ့ရာတကလေးဟပြေးကြဗျာဟာကလေးတတမိတန်ချူတီဟာလေးရီတန်ပြီးမိနဝင်အေးအပြေးကြဗျာအမေဒူတိုင်းပြေအမြဲချစ်ခင်ပေအမီးရဲ့သားမြန်ပြီဖွာအများအတွက်တို့ကြိုးစား Like and subscribe